ကဲဥပလီယာရဲ့ဂျိုင်ဖာရိုအီဗန်ရတော့ပြန်လာခဲ့ပေါ့နော်ဖာရိုအီဗန်ကိုမေ့သွားတဲ့လူတွေရှိရင်ရှိမယ်နောက်ပြီးတော့အခုမှစဆော်တဲ့ညီလေးအတွက်ကိုကိုကြီးပြပြမယ်ကွာကျွန်တော်ဗီဒီယိုလေးမှာမှားတာပါကောင်းပါနိုင်တယ်ကျွန်တော်ဝေဖန်သွားလို့လည်းရပါရဲ့ဗျကျွန်တော်တို့အပေါ်တက်တဲ့ခလုံးနှစ်ခုနှိပ်ပြီးသွားကျွန်တော်တို့ဒူရီယာတက်ကိုတက်မယ်ပေါ့နော်သူကအထက်30ရှိရပေါ့နော်အခုနှစ်ထပ်မြောက်တဲ့သူကမရသေးပါဘူးကျွန်တော်တို့ဒီတတိယထက်ကြီးကိုတက်ပြီးမှကျွန်တော်တို့ဖာရိုရှိရောက်မှာပေါ့နော်ကျွန်တော်တို့ဖာရိုရှိသွားဖို့ကျွန်တော်တို့ကားကွက်လေးနဲ့ပဲသွားရရဲ့ဗျကဲအပေါ်တဖြည်းဖြည်းတက်သွားတဲ့အချိန်လေးမှာကျွန်တော်တို့ရှေ့မှာတွေ့ရမှာတော့ကျွန်တော်တို့မမ်မီကောင်တလိုက်တခုတွေ့မယ်ဗျမမ်မီကောင်တလိုက်ထဲမှာကျွန်တော်တို့ဖာရိုဘင်းထွက်ကြလာမယ်ဗျဖာရိုဘင်းကိုမပြစ်တဲ့လူကတော့ကြည်စံနေအများကြီးကုန်ရုံပဲရှိတယ်ဗျာကျွန်တော်ပြစ်တယ်လို့သူ့မှာပါတဲ့ရွှေလင်းတန်းလေးပေါ်တဲ့နေရာလေးလိုက်ပြစ်မယ်ဆိုရင်တော့အကောင်ကြီးကမြင်မြန်သေလွယ်မှာပဲဖြစ်ပါတယ်ဗျာကျွန်တော်ပြပြရတဲ့ပုံစံမျိုးလေးလို့ဒေါင်းလေးမှာကတ်ပြီးတော့သူလက်ဆန်းထုတ်လိုက်တဲ့အချိန်မှာကျွန်တော်တို့ဒီတိုင်လေးပေါ်ရအောင်တက်ပေါ့နော်သူဒီတိုင်လေးပေါ်တက်ပြီးဆိုရင်အောက်ကသူ့ရဲ့ဖာရိုဘင်းရဲ့တပည့်လေကျွန်တော်တို့လာခုတ်စရာအကြောင်းမရှိတော့ပါဘူးဗျာနောက်ပြီးတော့ကျွန်တော်တို့ကဖာရိုဘင်းရဲ့အလွယ်တကူတက်နိုင်မှာပဲဖြစ်ပါတယ်ဗျာဟုတ်ကဲ့ပါကျွန်တော်ပြပြတဲ့ဖာရိုဘင်းကိုတက်တဲ့အခါမှာကျွန်တော်တို့နားမလည်ရရှိကောင်းရှိမယ်ပေါ့နော်နားမလည်ရရှိရင်တော့ကျွန်တော်မေးခဲ့လို့ရပါတယ်ဗျာဘရာသာတို့လည်းသိကြမယ်လေတော့ထင်တယ်ပေါ့နော်ရှေ့ဆက်ပြီးတော့ကျွန်တော်ရဲ့ဗီဒီယိုလေးကြည့်ရင်လည်းဆိုရင်တော့ကျွန်တော်ရဲ့အကောင့်လေးကိုအပေါင်းလေးနှိပ်ခဲ့လို့ရပါတယ်ဗျာ